လက်ဆောင်လေးလည်းပေးဦးမယ်ဒါပေမဲ့ reader ဒီနေ့ကဟိုဗာလေ interview လူကပြန်ပြီး reading ပြန်လုပ်တဲ့ပုံစံတော့ဖြစ်မှာပေါ့နော်။ဘာ message လေးရလဲဒီ။ I am enough တဲ့တကယ်လိုအပ်တဲ့ message လေးပဲပေါ့နော်ဘောပြင်မှာ message လေးပါတယ်ပေါ့နော်။ဘာ message လေးဖြစ်မလဲမသိဘူး။ I glow within ဘောနော်ဘာ message လေးတော့မပြောတော့ဘူးအဲ့တော့ကောက်ကိုဖွင့်ကြည့်ပေးလိုက်ပါနော်။ကြည့်လိုက်မယ်။ left rose to me I am magnetic I am magnetic ညီမလေးလှရတဲ့တူတူ I am magnetic ကလည်းဒါကွက်တီပါနော်ဟုတ်မင်္ဂလာပါမောင်လေးရဲ့နာမည်နဲ့မောင်လေးဒီ Alicia Lighthouse Project ရဲ့ fanfare event မှာဘယ်ပိုင်းလေးမှာပါဝင်ဖြစ်လဲဆိုတာလေးပြပြပေးပါကျွန်တော်နာမည်ကrun ပေါ့နော်ဒီမှာ terror reader အနေနဲ့ဒီ project လေးမှာပါဝင်တာပါအဲ့ဆိုမောင်လေးစမ်းသားလေးဒါ client နေတော်တော်များများလေးမောင်လေးခန့်တွေကထွက်လာလို့ရှိရင်မေးကြည့်လိုက်လို့ရှိရင် feedback တွေကြားမောင်လေးနားနေ agent တယ်လို့လေဒါအမကြားရပေါ့နော်အမကိုယ်တိုင်လည်းဒါမောင်လေးနဲ့ reading ဖတ်တော့လည်းလို့ agent တယ်လို့ခံစားရရပေါ့နော်အဲ့တော့မောင်လေးဒီ client အနေနဲ့တွေ့ရဲ့အချိန်မှာဘယ်လိုလေးခံစားရလဲပြီးတော့ဒီ event လေး join ရတဲ့အချိန်မှာဘယ်လိုမျိုးခံစားချက်လေးဖြစ်လဲပေါ့နော်ပထမစချင်းတော့ပေါ့နော်ဒီ terror ကမကင်ပြစ်တာလည်းကြားရဆိုတော့နည်းနည်းတော့စိတ်လှုပ်ရှားမှုတော့ဖြစ်မိတယ်ဒါပေမဲ့ client တွေတွေ့တဲ့အခါကျတော့သူတို့အတွက်လိုအပ်တဲ့ဖြေကိုပေးရမှာပဲအနည်းဆုံးတော့တိကျတဲ့ဖြေမပေးနိုင်တော့မှသူများကမပြောနိုင်မိတဲ့ရင်ဖွင့်ခြင်းတဲ့အရာတွေကိုယ့်စီမှာရင်ဖွင့်ပြီးတော့တူတူတိုင်ပင်လို့ရတာပဲဆိုတော့စိတ်လေးနဲ့အဲ့လိုမျိုးလေးလုပ်လိုက်တာပေါ့နော်ဒီပြီးတော့ဒီ event မှာပါဖို့ကြတော့လေဒီဥစ္စာကကိုယ့်ရဲ့အစားတစ်ခုလိုမျိုးခံစားရလို့ပါကဲပါအဲ့ဆိုလို့ရှိရင်ဒီ Alicia Lighthouse Project ကိုဒါ volunteer အနေနဲ့လေဒါ join ခဲ့ကြရပေါ့နော် join ခဲ့ကြတဲ့အချိန်မှာမောင်လေးအနေနဲ့အဲ့ဒီ Alicia Lighthouse Project ကို volunteer ခေါ်တဲ့အချိန်မှာကိုယ့်အနေနဲ့ volunteer လုပ်ဖို့ join တဲ့အချိန်မှာဘယ်လို calling လေးရလို့ join ခဲ့ရလဲပေါ့နော်အဲ့ဒါကကျင်ညာတော့2025တော့တင်တယ်အဲ့တုန်းက2020ကျွန်တော်ကတစ်နှစ်ဆိုရင်ဒီ intention ထားလေးရှိရပေါ့နော်2025မှာတော့ငါ့အတွက်ပြန်ပြီးတော့ကြည်ရမယ်ဆိုတာမျိုးထားခဲ့ပြီးတော့2025တော့လုံလောက်သွားပြီး2026မှာတော့ကိုတွေမကဘဲနဲ့လိုအပ်နေတဲ့လူတွေကိုလည်းငါကူညီပေးဖို့လိုအပ်တာပဲဆိုပြီးတော့ volunteer ပါဖို့အတွက်တွေးထားတာတော့ရှိတယ်။ဒါပေမဲ့ဘယ်မှာပါမလဲတော့မသိဘူးပေါ့နော်။အဲ့လို donation project တွေပါဆိုလဲအရန်သဘောကျတဲ့အခါကျတော့အဲ့နဲ့အနည်းကပြောတဲ့အခါမှာအရန်ပျော်သွားပြီးတော့ဒါကတော့ဒီနေရာကနေငါရဲ့သူများကိုပေးနိုင်တဲ့အရာတစ်ခုကိုဖြန့်ကျက်ဖို့အတွက်လမ်းစာတစ်ခုပဲဆိုပြီးတော့စိတ်နဲ့ဝင်လာခဲ့တာပါကဲပါဖြည့်ပေးလို့ကျေးဇူးများတင်ပါတယ်လက်ဆောင်လေးလည်းပေးဦးမယ်ဒါပေမဲ့ reader ဒီနေ့ကဟိုဗာလေ interview လူကပြန်ပြီး reading ပြန်လုပ်တဲ့ပုံစံတော့ဖြစ်မှာပေါ့နော်ဘာ message လေးရလဲဒီI am enough တဲ့တကယ်လိုအပ်တဲ့ message လေးပဲပေါ့နော်ကျွန်တော်ကမောက်ပြောတဲ့အတိုင်းပေါ့ Capricorn ဆိုတော့လေတကူဆိုရင်အရန်ကို expect ဖြစ်အောင်အရန်လုပ်ချင်တဲ့လူမျိုးပေါ့နော် perfection ဖြစ်အောင်လုပ်ချင်တဲ့အခါကျတော့အဲ့ဒီစိတ်ကြောင့်အရန်ပူလောင်ရတယ်တကူဆိုရင်အများကြီးမျှော်လင့်တာမရဘူးဆိုရလို့ဖြစ်တာဒါပေမဲ့ဒီနောက်26မှာတော့ဘာကိုကျင့်သုံးလဲဆိုတော့ enough နဲ့ simple ကိုကျင့်သုံးဖြစ်တာပေါ့နော်ရိုးရှင်းနဲ့ကိုယ်မှရှိတာနဲ့လုံလုံလောက်လောက်နေတတ်ချင်တယ်ဆိုရင်စိတ်မျိုးရလာတော့ enough ဟာလေးကတကယ်လိုအပ်တဲ့ message လေးတခုရလိုက်တော့ခံစားလိုက်ရပါတယ်တကယ်လဲဟို water energy ပြီးတတ်တာပါပဲ I am enough ဆိုတော့ကိုယ့်ရဲ့ presently အတိုင်းပဲနေခြင်းအပြင်ဒါကိုယ့်ရဲ့ life မှာ peace တွေအများကြီးရပါစေလို့လင်းရစုမှုကောင်းလေးတောင်းပေးလိုက်ပါတယ်ကျေးဇူးတင်ပါတယ်အမโอเคပါကျေးဇူးပါမင်္ဂလာပါညီမလေးဟုတ်မင်္ဂလာပါညီမလေးရဲ့နာမည်လေးနဲ့ဒီ Alicia Lighthouse Project ရဲ့ဒီ fanfare event လေးကိုလာဖြစ်တဲ့အကြောင်းလေးပြပြပေးပါညီမနာမည်ကတော့အေးမြတ်မွန်ပါပေါ့နော်ညီမကအခုအလောက်ကတငယ်ချင်းကနေမှတဆင့်ဒီမှာဒီ Arena Cafe မှာဒီပွဲလေးရှိရဲဆိုတော့အားနဲ့လာပြီး join ဖြစ်တာပါဟုတ်အဲ့ဆိုရင်ဒီ event လေးမှာဆောနာညီမလေး tarot candle လေးဝင်သွားတာလေးလည်းညီမတွေ့လိုက်တယ်ပေါ့နော်အဲ့တော့tarot လေးလည်းမေးခဲ့မယ်ထင်တယ်ပေါ့နော်အဲ့တော့ကိုမေးခဲ့တဲ့ဒါ tarot reader နဲ့ကိုအဆင်ပြေလားပေါ့ energy လေးဘယ်လိုမျိုးအခြေအနေလေးရှိလဲပြပြပေးလို့ရလားtheory တိုင်းနဲ့ပြောရမယ်ဆိုလို့ရှိရင် energy ကတော့တော်တော်ကြိုက်တယ်လို့ပြောရမယ်ပေါ့နော်ဆိုတော့ဘာလို့လဲဆိုတော့ညီမဖြစ်ချင်တဲ့ဒီစီးပွားရေးပိုင်းလေးတွေပြီးနောက်တစ်ခါကျ career ပိုင်းလေးတွေကစပြီးတဲ့အချိန်မှာညီမပလန်ထားတဲ့အတိုင်းပဲပေါ့နော်ဆရာပြောတာနဲ့ကလည်းတော်တော် energy ကြိုက်တယ်လို့ပြောရမယ်ပေါ့နော်အချိန်လေးတွေလည်းတိတ်မချဘူးဆိုတော့ပြောရမယ်ဆိုလို့ရှိရင်တော့ energy အနေနဲ့တော်တော်အဆင်ပြေလို့ပြောမှာပေါ့ဟုတ်ကဲ့ပါအဲ့ဆိုလို့ရှိရင်ညီမလေးဒီကိုလာတဲ့အချိန်မှာရောဒီ event တွေတစ်ခုလုံး try ရတဲ့အချိန်မှာဘယ်လိုစိတ်ခံစားချက်လေးဖြစ်လဲပေါ့နော်ဘယ်လိုစိတ်ခံစားချက်ဖြစ်လဲဆိုတော့ဘယ်လိုပြောရမလဲဒီကတော့ဒီ tarot ဘိုင်းနဲ့ပဲဖြစ်ဖြစ်ခုနက tarot မရလည်းတွေးခဲ့တယ်နောက်တစ်ခုကကျတော့ဒီပုံဆွဲပေးရလေးလည်းတွေးခဲ့တယ်နောက်တစ်ခုကကျတော့ဒီမှာဒီ spiritual နဲ့ပတ်သက်တဲ့ပစ္စည်းလေးရောင်းနေရလည်းတွေ့ရတယ်ပေါ့နော်ဆိုတော့အဲ့ဒါလေးကြည့်ရမယ်ဆိုလို့ရှိရင်တော့ဟိုနည်းနည်းလေးစိတ်လဲနေပို့ပြီးတော့လဲ healing ဖြစ်တယ်လို့ခံစားရတယ်ပေါ့ဟုတ်ကဲ့ပါပြပြလို့ကျေးဇူးအများကြီးတင်ပါတယ်ဒါတော့ညီမလေးတက်လက်ဆောင်ပါဘောပင်မှာ message လေးပါတယ်ပေါ့နော်ဘာ message လေးဖြစ်မလဲမသိ
I glow within I glow within ဆိုတော့ညီမလေးဒီ message ကိုကြားလိုက်ရတဲ့အချိန်မှာကိုတခုခုပေါ့နော်ကိုစိတ်ထဲကအဖြေတခုခုလှုပ်နှိုးလိုက်တယ်လို့မျိုးဖြစ်သွားတာမျိုးလေးတခုခုများရှိခဲ့လားပေါ့ပြပြီးလို့ရမယ်ဆိုရင်ပေါ့ Okay ညီမဒီအဖြေကြားလိုက်ရတဲ့အချိန်ရယ်ပြီးရင်ခုနကဒီ terror နဲ့ဆက်ဆက်ပြီးပြောရမယ်ဆိုလို့ရှိရင်တော့ညီမသွားရမယ့်လမ်းကိုပို့ပြီးတွေ့တယ်လို့ပြောရမယ်ပေါ့နော်ညီမလှုပ်ချင်တဲ့ဟိုမှာဒီ career ဘိုင်းနဲ့ပတ်သက်ပြီးတော့ဘယ်လမ်းကိုပို့လျှောက်တင်လဲဆိုတာမျိုးကိုပို့ပြီးတော့တွေ့တယ်နောက်တစ်ခုကကြတော့ညီမလျှောက်မဲ့လမ်းတိုင်းမှာညီမမှာကခုနကပြောတဲ့ယုံကြည်ချက်တစ်ခုရှိနေတယ်ဘာမဆိုဖြစ်နိုင်တယ်ငါအကောင်းဆုံးနေနဲ့ထိုက်တန်နေဆိုတာမျိုးနဲ့ညီမရဲ့အတွင်းစိတ်မှာကိုကအဲ့ဒီစိတ်ရှိနေတာဖြစ်တဲ့အတွက်ကိုအဲ့ဒီလမ်းစာလေးကိုရှာတွေ့ရပေါ့နော်ဟုတ်I glow within ဆိုရဲအတိုင်းပဲကိုယ့်ရဲ့အတွင်းထဲကအဖြေကိုတကယ်ရှာတွေ့ပြီးတော့ကိုယ့်ရဲ့ confidence ရှိလုပ်လိုက်တဲ့အလုပ်တိုင်းအောင်မြင်ပါစေလို့ဆုမကောင်းလေးတောင်းပေးလိုက်ပါတယ်။ပြည့်စုံကြည့်ပါစေမင်္ဂလာပါ ဟုတ်မင်္ဂလာပါအမရဲ့နာမည်လေးနဲ့ဒီ Elysian Lighthouse Project ကိုဘာလို့ join ဖြစ်ခဲ့လဲဆိုတဲ့အကြောင်းလေးပြပြပါဦးဟုတ်အမနာမည်ကမြတ်သိန်းခိုင်ပါဒီ Elysian Lighthouse Project ကို join ဖြစ်ရတဲ့အကြောင်းရင်းပါတော့ဒီလာလေးက Betting Man နဲ့ဖြစ်တယ်ပြီးတော့ဒီ healing တည်ခြင်းတရားကနေပြီးတော့မှ invite လုပ်တယ်ပေါ့နော် invite လုပ်တဲ့အကြောင်းလို့သူနဲ့ဒီမှာပါပြီးတော့မှပါဝင်အားဖြစ်ပြီးတော့မှ volunteer အနေနဲ့လည်းရိုက်ကူရေးပိုင်းမှာကူညီပေးခြင်းတဲ့အကြောင်းလို့ join ဖြစ်တာပါဟုတ်ဆိုရင်ဒီကိုလာတဲ့အချိန်မှာပေါ့နော်ဒီ event ကို join တဲ့အချိန်မှာဘယ်လိုစိတ်ခံစားချက်မျိုးလေးဖြစ်လဲနည်းနည်းလေးပြပြပေးပါဒီ event ကို join တဲ့အချိန်မှာအဲ့လို agent ပြီးတော့မှတိတ်ဆိတ်တယ်ပြီးတော့ကြောင်းနှွေးထွေးဖို့ရတယ်အဲ့လိုမျိုးပေါ့နော်ဟိုဘယ်လိုကောင်စိတ်ပျော်ရွှင်နေဆိုခံစားချက်တွေရပါတယ်ဟုတ်ကဲ့ပါအခုလိုပြောပေးလို့ကျေးဇူးပါလက်ဆောင်လေးနေနဲ့ဒါလေးပေးရပါတော့ဘာ message လေးရောမပြောတော့အဲ့တော့ကောက်ကိုဖွင့်ကြည့်ပေးလိုက်ပါနော်ကြည့်လိုက်မယ်left rose to me ကျေးဇူးများတယ်အဲ့တော့ဒီစာကိုတွေ့ရတဲ့အချိန်မှာကို့အနေနဲ့တခုခုပေါ့နော်အသိဉာဏ်ပွင့်သွားတာလေတခုခုကို့အဝဲဖြစ်စေသွားတဲ့အရာတခုခုရှိရင်ပြပေးလို့ရမယ်ဆိုနည်းနည်းလေးပြပေးနိုင်မလားပေါ့ပြင်ချင်းတရားပြောတယ်ပေါ့တော့နဲ့သူအရာဖြစ်လာမှာပါပေါ့နော်အဲ့လိုပါကျေးဇူးများကြီးတင်ပါတယ် love flow to you ဆိုတဲ့အတိုင်းပဲကိုယ့်ရဲ့အတွင်းထဲမှာဒါချစ်ချင်းမြတ်တာရှိရဲ့အတွက်နဲ့အဲ့ချစ်ချင်းမြတ်တာကိုဒါလက်ခံနိုင်စွမ်းနေပို့ပြီးမြင့်ပါစေလို့လင်းရလဲဆုတောင်းပေးလိုက်ပါတယ်ဟုတ်ပြီးရင်ဆုနဲ့အများကြီးပြပါစေဟုတ်ကဲ့ပါကျေးဇူးတင်ပါညီမလေးမင်္ဂလာပါညီမလေးရဲ့နာမည်လေးနဲ့ဒီ Elysian Lighthouse Project event လေးမှာဘယ်ပိုင်းလေးမှာပါဝင်လဲချက်လောက်ပြပြပေးပါညီမနာမည်ကဖူဖူပါဒီမှာလိုအပ်တာတွေကိုဒီတိုင်း volunteer လုပ်ပေးမယ်ဆိုပြီးပါပြစ်တာပါဟုတ်ကဲ့ပါအမလေးဒီကိုလာတဲ့အချိန်မှာပေါ့နော်ဒါ soul family တော်တော်များများနဲ့လဲဒါကိုနဲ့အတူတူလှုပ်လှုပ်တဲ့ volunteer တွေနဲ့လည်းတွေ့ခဲ့မှာပေါ့နော်အဲ့တော့သူတို့နဲ့တွေ့ရတဲ့အချိန်မှာဘယ်လိုခံစားချက်မျိုးဖြစ်လဲကို့အနေနဲ့ဒီကိုလာတဲ့အချိန်မှာဘယ်လိုခံစားချက်မျိုးလေးဖြစ်လဲပေါ့ကို့အနေနဲ့ဒီကိုလာတော့အစားတော့တယောက်တည်းပေါ့ဘယ်သူနဲ့မှလည်းမသိဘူးဒီမှာလာကူညီမယ်ဆိုရဲစိတ်နဲ့ပဲကူညီမယ်ဆိုပြီးတော့လာခဲ့တာပြီးတော့ဒီ soul family နဲ့တွေ့တော့အကောင်လုံးကနွေးနွေးထွေးထွေးဆက်ဆံကြတယ်တခါမှမတွေ့ဘူးပေမဲ့ဒီညီမတွေလိုပဲရင်းနီးနီးနဲ့ဆက်ဆံကြတဲ့အတွက်ပျော်ပါတယ်ဟုတ်โอเคအဲ့ဆိုလေတခုမေးမယ်ပေါ့နော်ဒါဒီ Elysian Lighthouse Project ကလည်းဒါ volunteer event တစ်နှစ်လုံးသွားမယ့် event လို့လည်းဒါအမတို့သိထားရပေါ့နော်ဒီ group ကအဲ့တော့ညီမလေးဒီဟာကိုစ join တော့ကရောဘယ်လိုမျိုးcalling တစ်ခုရလို့ဘယ်လိုမျိုးစိတ်ခံစားချက်တစ်ခုခုဖြစ်လို့အဲ့လိုမျိုး join ဖြစ်ခဲ့ရလဲပေါ့ဘာလို့ဆိုတစ်နှစ်လုံးလုံးမဲ့ဒါ project ကိုလည်းသိထားလို့ပေါ့နော်ဟုတ်စာ join မြစ်တော့ဒီကိုတက်နိုင်တဲ့လောက်ပါဝင်မယ်ကုညီမယ်ဆိုတဲ့စိတ်နဲ့ကုညီလဲကုညီခြင်းတယ်ဆိုတဲ့ calling ရတဲ့အတွက် join ဖြစ်ခဲ့ပါတာဟုတ်ကဲ့ပါအခုဖြည့်ပြရတဲ့ကျေးဇူးအများကြီးတင်ပါတယ်ဟိုလက်ဆောင်လေးတစ်ချက်ပေးပါမယ်ဟုတ် I am magnetic I am magnetic ညီမလေးလှတာနဲ့တူတူ I am magnetic ကလည်းဒါကွက်တီပါပဲမနော် message လေးကအဲ့တော့ဒီနေ့အများကြီးပျော်ရွှင်ပါစေညီမလေးဟုတ်ကျေးဇူးတင်ပါတယ်ရှင့်ကျေးဇူးပါ